ကျော်ရွှေပန်းပွဲကတစ်ပတ်ကဆိုလာပါပြီဒီနေ့ကနေနေ့မနက်ပိုင်းမှာထိုးသက်ရမှာပါဒီပွဲကချန်ပီယံခပတ်ဆိုတာတဲ့ကျော်ရွှေပန်းဘယ်လိုဖိုက်တာမျိုးလဲဆိုတာကိုပြသရမယ်ပွဲတစ်ပွဲပါ UFC ဖိုက်တာအချို့နဲ့ပရိသတ်အချို့ကကျော်ရွှေပန်းကိုအထင်သေးတဲ့အပိုင်းနေနဲ့ချန်ပီယံတယောက်လိုမမြင်နိုင်ကြသေးတဲ့အကြောင်းအရာလေးရှိပါတယ်အားလုံးမင်္ဂလာပါ KM ဖိုင်လက်မှပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျော်ရွှေပန်းအတွက်ဒီပွဲကဘယ်လောက်အရေးပါလဲဆိုတဲ့အကြောင်းအရာနဲ့ UFC ကဖိုက်တာတွေရဲ့အမြင်ကိုသုံးသပ်ပြခြင်းပါတယ်ကျော်ရွှေပန်းကိုရှောင်းနိုတဲ့ဖိုက်တာလို့တော့ခေါ်လို့ရပါတယ်ရှောင်းနိုတဲ့နဲ့ UFC ကိုစရောက်တဲ့ချန်ပီယံလူ့ဝစ်ရဖို့အတွက်လည်းဘရန်နာဝဲကိုရှောင်းနိုတဲ့နဲ့ထိုးဝင်ရခဲ့ပါတယ်ပုံမှန်ထိုးဝင်တဲ့ဆိုရင်တော့ဒီချိန်ကာလနဲ့ချန်ပီယံမဖြစ်နိုင်နေပါဘူးဂျာထဲမှာပွဲနေငယ်ထိုးဖို့လိုပါသေးတယ်ဒါပေမဲ့ရှောင်းနိုတဲ့နဲ့ဝင်ထိုးတဲ့စားကလည်းမသေးပါဘူးအချိန်တူနဲ့တော်ရုံဖိုက်တာတွေဆိုညင်မှာပါကျော်ရွှေပန်းစိတ်တက်ကအချိန်မီနေရာမီထိုးမယ်ဆိုတဲ့ဖိုက်တာမျိုးပါအချိန်တူနဲ့ချန်ပီယံဖြစ်လာတာလို့ပြောလို့ရပါတယ်ဒါကြောင့်မို့လဲသူ့ရဲ့ဝေတန်ဖြစ်တဲ့ fly winner ကဖိုက်တာအချို့ကကျော်ရွှေပန်းကိုတိတ်ပြီးတော့အမြင်မကြည့်ပါဘူးကျော်ရွှေပန်းကိုရှုံးနေထားတဲ့ဘရန်နန်ဝိုင်ဘဲနဲ့ဖန်တိုဂျာတို့ကကျော်ရွှေပန်းကိုမနာလို့ထင်သေးတဲ့ပုံစံမျိုးနဲ့ပန်နဲ့တဆူလိုထိုင်ရတဲ့ပွဲမှာတဆူလိုထိုင်ရကိုအနိုင်ရလိမ့်မယ်လို့ပြောဆိုထားကြပါတယ်သူတို့ရှုံးတဲ့ပွဲအတွက်တိတ်ပြီးကျင်းတဲ့ပုံမရသေးပါဘူးဘရန်နန်ဝိုင်ဘဲကိုတော့ striker ဘိုင်းနဲ့အပြတ်သက်အနိုင်ယူထားခဲ့ပါတယ်ဒါမဲ့ဖန်တိုဂျာနဲ့ပွဲမှာပထမကြီးစက္ကန့်ပိုင်းမှာပဲဖန်တိုဂျာရဲ့လက်မတော်စထိခိုက်မှုကြောင့်ပန်နိုဂျာအရှုံးပေးလိုက်ရပါတယ်ဒီပွဲတက်ပန်နိုဂျာတိတ်ပြီးကျင်းနေပုံမရသေးပါဘူးဒါကြောင့်ကျော်ရွှေပန်းရဲ့ ground skill ကိုမသိရသေးတဲ့အတွက်ပန်ကိုချန်ပီယံတယောက်လို UFC ပရိသတ်တချို့ကမမြင်နိုင်ကြသေးပါဘူးဒီပွဲမှာတဆူလိုတိုင်ယာကတေချာပေါ ground ဘိုင်းနဲ့ပဲကစားလာမှာပါအင်တာဗျူးတစ်ခုမှာတော့ကျော်ရွှေပန်းကို striking ဘိုင်းနဲ့ရှင်ထုတ်ပြမယ်လို့ဆိုခဲ့ပေမဲ့ဒါကချန်ပီယံခပတ်ပွဲဖြစ်တဲ့အတွက်သူ့ရဲ့အားသာမှုဖြစ်တဲ့ ground ဘိုင်းနဲ့ပဲကစားလာမှာပါကျော်ရွှေပန်းကိုရှင်ထုတ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးကျော်ရွှေပန်းလည်းဒါကိုကောင်းကောင်းသိပါတယ်ဒါကြောင့် ground တစ်ဖက်ပိုင်းနဲ့ strand ပိုင်းကိုအဓိကထားပြင်ဆင်ထားပါတယ်ကျော်ရွှေပန်းတဆူလိုတိုင်ယာကိုအနိုင်ရခဲ့ရင် UFC flyweight တန်းမှာဘေဖိုင်တာမှာကျော်ရွှေပန်းကိုရှင်ဖို့မဖြစ်နိုင်တော့ပါဘူး striking ပိုင်းရော ground ပိုင်းရောကောင်းတဲ့ဖိုင်တာတယောက်လို့ပြောလို့ရပါပြီဒီပွဲမှာကျော်ရွှေပန်းအနိုင်ရမယ်လို့ခန့်မှန်းထားတဲ့ UFC ချန်ပီယံဟောင်းတချို့လည်းရှိပါတယ်ဒီပွဲကကျော်ရွှေပန်းအတွက် ground skill နဲ့ကျော်ရွှေပန်းဆိုတာဘယ်လိုဖိုက်တာမျိုးလဲဆိုတာကိုပြသရမယ်ပွဲတော်ဖြစ်ပါတယ်ကျော်ရွှေပန်းကိုပြည်တွင်းကမြန်မာနိုင်ငံသားတွေကပြည်ပကမြန်မာနိုင်ငံသားတွေကကိုယ်ယူစွာကြည့်ရှုအားပေးကြဖို့ပြောကြရင်အဆုံးထိလည်းပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တော့စိတ်ဝင်စားစရာကောင်းတဲ့ MMA အကြောင်းအရာတွေနဲ့ fighting sport အကြောင်းအရာတွေကိုထပ်မံကြည့်ရှုကြဖို့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်